လို့မရတော့ဘူးချစ်စောလေနေဆော်လိုက်ကြဘူးနေဆော်တော့မှရက်ကန်လေးဖြစ်ကုန်ပြီမိဘရဲ့နဲ့လူတယောက်လိုက်ပါတယ်ငါးကောင်မိပြီပိုက်ကုန်ထဲမှာဘလူးမလာရိုက်တတ်ဆရာမလို့သူအီးနတ်မုံမိသေးသွားလိမ့်မယ်မဟုတ်ဘူးကျမပလက်စနာလောက်ကြပါဘာဖြစ်လို့လဲခွာချော်သွားတာခုံမနက်ကပရက်စနာဘဝကိုလည်းကြည့်ကြပါပဲရှင်တို့စိတ်ဆင်းရဲလိုက်တာလှလှစိတ်ညောင်းလိုက်မစိုးပဲပြန်သွားမှာနော်ပြန်လည်းပြန်ရဘူးအော်နေဦးဒီတဲ့ငပြားတစ်မျိုးဟဲ့နင်တို့အဲ့ဒါနင်တို့သမီးဘာဖြစ်လို့လိုက်ရမီးလို့လို့နင်တို့ကလေအကျယ်ကြီးဆိုလိုက်လို့ငါလေရှင်နေမှာဘောင်းနေမခတ်တာအဲ့တချင်းကိုကြော်လိုက်တော့မှာဟောဖီလေးဟောကြော်လိုက်အောင်မှာငါတော့မေးလို့မရတော့ဘူးနင်တို့ကလေချစ်ဆုံးကြီးကိုအကျယ်ကြီးမအော်နဲ့ချစ်ဆုံးတူတူလေးအော်တိုးတိုးပဲငါတော့မေးလို့မရတော့ဘူးအဲ့ဒါမျိုးမှရမှာတိုးတိုးပဲအချစ်ဆုံးရေစရာပြန်ချလိုက်ပါပြန်ချလိုက်ပါအဲ့ဒါကိုရှူးကိုပတ်ပြန်ချလိုက်ကြပါပြန်ချလိုက်ကြပါအော်ကျမတော့မအောင်တော့မလိုက်မီးတော့မလောက်ဘူးနော်မလိုက်တပြေးနဲ့အဆိုရနဲ့မတူတော့ဘူးတရုတ်ဆန်ဘဲခင်လေးလို့ဖြစ်နေမလိုက်အကျွေးမြိုင်လဲဝိုင်းစားပြရမယ်ကိုကိုတော့လုံးမကြမ်းပါနဲ့ဟိုကလေပရိသတ်တွေအားနာတိတာဟောအားနာတယ်ဒီလောက်ရှုပ်ပြက်ဆင်းပြက်ဖြစ်တော့အားနာတော့တိတ်မသိတာဘူးမလားဟောသိတာဟိုအခုလေဟိုမြန်မာပြည်လုံးကနေပြီးတော့ကြည့်ရှုနေတဲ့ဟိုလိုက်ကြည့်နေကြတဲ့ပရိသတ်တွေအားလုံးကိုလေကိုယ့်အိမ်မှာကိုကြည့်ကြပါလိုက်ကြည့်နေပါနဲ့လို့ဘာဘူးလေ live ဆိုတိုက်ရိုက်ကြည့်နေတာရိုးကြည့်နေကြတဲ့အားလုံးအားလုံးဟဲခွမ်းပါပြီဟိုရှုပ်ကြမှာတော့လေဟိုလိုင်းပွားနေစင်းလာတယ်အောက်ကမိခိုးတွေပါလုံးမဲ့ဆိုမလေမလိုက်ရင်ဘာမှမပူနဲ့အဲ့ဒါစီစဉ်ပြီးသားအခုမင်္ဂလာဈေးကိုမလိုက်ကိုပို့ပေးမှာပေါ်တော့မှထားတော့အောက်ထက်ကအရန်ရည်တွေကြတယ်ဟုတ်တယ်ဦးလေဟေးကြတာကိုဆုံးအောင်မပြောတကယ်မူးနေတာဦးလေဒီလာဒီအပေါ်တက်ကိုတက်ဆိုတော့ငါပို့ပေးတာလေဖူလီဒါကြတော့လိုက်အပြောကိုမခံဘူးပေါ်တက်ကိုသွားမယ်ဆိုအပေါ်ဟဲ့ကောင်လေးမပြောနဲ့